ကျွန်တော်ဒီနှစ်ကြိမ်မြောက်မှာပေါ့နော်ဒီ3D ဝါလာရှင်နေကျွန်တော်နှစ်ကြိမ်မြောက်မှာမန်ဘာတစ်ဝင်တဲ့လူကကျွန်တော်တို့ဒီ2ယောက်ပဲရှိခဲ့တာပေါ့နော်ကျွန်တော်ဒီနှစ်ထဲမှာ2026မှာမန်ဘာတစ်ဝင်တဲ့လူက2ယောက်ပဲရှိခဲ့တဲ့အဲ့ဒီ2ယောက်ကတော့ကျွန်တော်တို့တက်အောင်သွားတာပေါ့နော်ဒီကနန်းပေါ့နော်ဒီ816 630ကျွန်တော်ဒီ629ပေါ့အဲ့ဒီကနန်းကတော့ဒီကျွန်တော်ဒီ41ခါပေါင်းချင်း5ပေါ့နော်5 4 3ပေါ့နော်ကျွန်တော်ဒီအထောက်ထားလေးနဲ့5 4 3ဆိုတဲ့အဲ့ဒီ816 630 629ဒီ816ဒီတဲ့ကျွန်တော်တို့ဒီ816နော်ကျွန်တော်တို့ပတ်လေချပြီးတော့တဲ့630ဒီကျွန်တော်ဒပင်ကျော်မှာပြန်ချပြီးတော့နောက်တော့ဒပင်ကျော်မှာဒီ629ဒီ629ပေါ့နော်ကျွန်တော်ပေးခဲ့တယ်ဒါထွက်ပြီးမှပြတဲ့စိုက်မျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီဝေဖန်ကြိုက်တယ်လို့ဝေဖန်လို့ရတာပေါ့နော်ဒီလာပြီးတော့ဆေးလို့လည်းရပါတယ်ကျွန်တော်ဒီထွက်ပြီးမှမန်ဘာဆိုတာကတော့ကျွန်တော်တို့ကဒီ site ကိုတင်လို့မရဘူးပေါ့နော်ကျွန်တော်ဒုတိယအကြိမ်မှာပဲကျွန်တော်မန်ဘာဝင်တဲ့2ယောက်ပဲကျွန်တော်တို့ရခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီနှစ်ကြိမ်မြောက်မှာ816 630 629ပေါ့သူ့ရဲ့ဖြစ်စဉ်လေးရကျွန်တော်ဒီ5 4 3နဲ့နော်6 816 630 629ပေါ့အဲ့ဒီ site ကလေးအောင်ခဲ့တယ်ပေါ့နော်ကျွန်တော်မနှစ်ကတော့ကျွန်တော်မန်ဘာမအောင်ခဲ့တဲ့အတွက်ဒီနှစ်မှာကျွန်တော်မန်ဘာခေါ်ဖို့တော့မှကျွန်တော်မရဲဖြစ်ခဲ့တာပေါ့နော်ဒါဒုတိယအကြိမ်မှာဒီ629ကိုဒဲအောင်ခဲ့တာပေါ့နော်ဟုတ်ကဲ့ဗျကျွန်တော်ဒီနောက်3ချိန်မြောက်မှာလည်းကျွန်တော်ဆက်ပြီးတော့ကြိုးစားအောင်ပေါ့နော်ဟုတ်ကဲ့ကျေးဇူး